မြန်မာမှာ Warri tournament တွေမရှိလို့စိတ်ညစ်နေပါသလားဒါဆိုရင်တော့ဒီ video ကတင့်အတွက်ပါပဲ Warri မြန်မာ community Telegram group က admin တွေစုပေါင်းပြီးမြန်မာနိုင်ငံက Warri player တွေအတွက် tournament တစ်ခုပြုလုပ်ပေးတော့မှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Morning Star ပဲဖြစ်ပါတယ်ဒီ tournament က community ကလူတွေစုပေါင်းပြီးအပျော်တမ်း tournament အနေနဲ့ကျင်းပပေးမှာပါ prize pool အနေနဲ့First runner ရဲ့9သိန်းကျပ် second runner ရဲ့2သိန်းကျပ်နဲ့ third runner ရဲ့3သိန်းကျပ်အသီးသီးရရှိမှာပဲဖြစ်ပါတယ် register ကာလအနေနဲ့ကတော့ယနေ့ August လ9ရက်နေ့ကနေစပြီးတော့10လပိုင်းတစ်လလုံး30ရက်နေ့အထိလက်ခံမှာပဲဖြစ်ပါတယ် register ကို Warri မြန်မာ community Telegram group မှာတွားရောက်လျှောက်ထားနိုင်ပါတယ်ခင်ဗျ register လုပ်ဖို့လိုအပ်တာကတော့1 tournament တစ်လျှောက်လုံးမှာအသုံးပြုမယ်မိမိရဲ့ team name နဲ့ team logo 2ပါဝင်ကစားမယ်အသင်းသား9ယောက်ရဲ့ ID နဲ့ in game name 3 stand in player တယောက်ရဲ့ ID နဲ့ in game name 4 team leader ကိုဆက်သွယ်လို့ရမယ် contact info တွေကိုလိုအပ်ပါတယ်ခင်ဗျာကျွန်တော်တို့ tournament ဝင်မပြိုင်ပေမဲ့အားပေးခြင်းတဲ့လူတွေအတွက်တသိန်းအောင်လဲပါပါတယ် play နေချီ YouTube channel နဲ့ Shane YouTube channel တွေကနေပြီးတော့ဒီ tournament ကိုတိုက်ရိုက် live ထုတ်လွှင့်ပြသအောင်ပါပဲဖြစ်ပါတယ် tournament တိုင်းအနေနဲ့ကနောင်လစက်တင်ဘာလပထမအပတ်ကနေစတင်ပြီးအပတ်စဉ်တောက်ကြနေ့မှာတနင်္ဂနွေနေ့အထိရှင်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်ကဲအခုပဲအသင်းတွေကိုဖွဲ့ပြီးတော့စည်ရင်းလာပေးသွင်းလိုက်ကြပါ